မင်းကဥခွန်ကနေဖောက်ထွက်လာတဲ့အခါအလွန်အားနည်းပါတယ်။မျက်စိလည်းမပွင့်သေးသလိုနားလည်းမကြားသေးပါဘူး။မင်းရဲ့ခန္ဓာကိုယ်မှာပန်းရောင်အသားရည်ကိုဖုံးအုပ်ထားတဲ့အဖြူရောင်မွေးနုလေးတွေပဲပါပါတယ်။ဒါကြောင့်မင်းတို့ကိုအေးဒဏ်ကနေကာကွယ်ဖို့အတွက်မင်းရဲ့အမေကကိုငွေ့နဲ့အမြဲအုပ်ထားပေးရပါတယ်။ဇီးကွမ်းအမားတွေကတနေ့တစ်လုံးစီဥလေးရှိပေမဲ့ပထမဆုံးတစ်လုံးဥပြီးကြတဲ့ကစတင်ဝတ်ပါတယ်။ဒီလိုဝတ်တဲ့အတွက်ပထမဆုံးဥတဲ့အကောင်ကအကြီးဆုံးဖြစ်ပြီးတော့နောက်ဆုံးဥတဲ့အကောင်ကအငယ်ဆုံးဖြစ်ပါတယ်။ဥတွေကိုဝတ်နေစဉ်အတော်အတွင်းမှာတော့မင်းရဲ့အမေကအတိုက်ထဲမှာပဲနေရပြီးမင်းရဲ့အဖေကအစာရှာပေးရပါတယ်။နှစ်ပတ်လောက်ကြာတဲ့အခါမင်းကမျက်စိစပွင့်လာပြီးပတ်ဝန်းကျင်ကိုစတင်သိရှိလာပါတယ်။ဒီအချိန်မှာအစာအလွန်စားပါတယ်။မင်းရဲ့အဖေကတော့ညလုံးပေါက်အစာရှာရပြီးမင်းရဲ့အမေကတော့အသားတွေကိုအသားစလေးတွေဖြစ်အောင်ဖဲ့ပြီးကျွေးရပါတယ်။မင်းရဲ့အဖြူရောင်မွေးနုလေးတွေနေရာမှာခိုင်မာပြီးအယောင်ရင်းနဲ့ဒုတိယအဆင့်မွေးနုလေးတွေပေါက်လာပါတယ်။ရှစ်ပတ်လောက်ကြာရင်တော့မင်းတို့အန်ဒီရဲ့အများဆုံးနဲ့အရေးကြီးဆုံးအချိန်ကိုရောက်လာပါပြီ။မင်းရဲ့တောင်ပန်တွေကအမွေးတွေပြည့်စုံအောင်မပေါက်သေးလို့မပြန်နိုင်သေးပေမဲ့ရှီသေးတွေကိုတုံးပြီးအပြင်ကားတစ်ကိုင်းတွေပေါ်မှာသွားကြပါတယ်။မင်းရဲ့တောင်ပန်တွေကိုခတ်ပြီးကြွက်သားတွေတန်မာလာအောင်လေ့ကျင့်ရပါမယ်။တခါတလေမြေပြင်ပေါ်ကိုပြုတ်ကျတတ်ပေမဲ့ရှီသေးနဲ့နှုတ်သီးတွေကိုတုံးပြီးတစ်ပင်ပေါ်ကိုပြန်တက်နိုင်တဲ့အစွမ်းရှိပါတယ်။မင်းရဲ့မိဘတွေကတားကောင်တွေကိုအရှင်ဖမ်းလာပြီးမင်းရဲ့ရှေ့မှာရှာပေးပါတယ်။ဒါမှသာတားကောင်ကိုဘယ်လိုတက်ရမလဲဘလို့ကင်တွေ့ရမလဲဆိုတာမင်းသိယူနိုင်မှာပါ6လလောက်ကြာတဲ့အခါစောင်းပေါက်ချိန်မှာတော့မင်းရဲ့မိဘတွေကအပီးပိုင်းအတိုက်ထဲကနှင်ထုတ်လိုက်ပါတယ်ဒီခါမင်းကကိုပိုင်နယ်မြေတိကိုရှာဝေရပါတော့တယ်တနေ့ပြည့်တဲ့အခါမှာတော့မင်းကအမွေးတောင်ဆုံးလာပြီးမျိုးပွားဖို့အတွက်အဖို့ကိုရှာလို့ရပါပြီဇီကွက်တွေရဲ့မျိုးပွားပုံအကြောင်းကိုတော့နောက်ဗီဒီယိုမှာဆက်ပြောပါမယ်ခုတော့မင်းမှာရှိတဲ့စူပါပါဝါတွေအကြောင်းကိုပြောရအောင်ပါပထမဆွမ်းအားတစ်ခုကတော့မင်းမှာအတန်တိတ်ပြန်နိုင်တဲ့အတောင်ပံတွေရှိပါတယ်။ဇီကွက်တွေရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ကတော့သူတို့ပြန်တန်းတဲ့အခါအတန်မထွက်တာပဲဖြစ်ပါတယ်။အကြောင်းရင်းကတော့အတောင်ပံမျက်နှာပြင်မှာဂရီဘာလိုနူးညံ့တဲ့အမွေးနုလေးတွေရှိတာကြောင့်လေနဲ့ပို့တိုက်တန်ကိုလျှော့ချပေးပါတယ်။နောက်ပြီးတောင်ပံအနာသက်လေးတွေကလည်းဘီးရဲ့အသွားလေးတွေလိုစိတ်ဖြားနေပါတယ်။ဒါကလေထုကိုဖျက်သွမ်းသွားတဲ့အခါလေကိုခွဲထုတ်လိုက်တာကြောင့်အထောင်မှခတ်တံကိုငြိမ်သက်စေပါတယ်။မင်းရဲ့ဒုတိယပါဝါကတော့360ဒီဂရီနီးပါးလှည့်နိုင်တဲ့လေပင်တွေဖြစ်ပါတယ်။ဇီကွက်တွေရဲ့မျက်လုံးကအခြားသတ္တဝါတွေလိုမျက်အိမ်ထဲမှာလှုပ်ရှားလို့မရပါဘူး။ဒါကြောင့်မင်းကရှေ့တက်တဲ့ကိုပဲကြည့်လို့ရပါတယ်။ဒါကိုစားထိုးဖို့အတွက်မင်းတို့ရဲ့လေပင်ကိုဘယ်ညာ290ဒီဂရီလှည့်လို့ရပါတယ်။လူတွေမှာလေပင်ရုပ်9ခုပဲရှိပေမဲ့မင်းတို့မှာတော့လေပင်ရုပ်14ခုတောင်ရှိပါတယ်။နောက်ပြီးမင်းရဲ့ခေါင်းကိုအစွမ်းကုန်လှည့်ထားရင်တော့အုံနောက်စီကိုသွေးရအောင်ပို့ပေးနိုင်မယ်သွေးလောင်ကန်စနစ်ပါရှိပါတယ်။တတိယပါဝါကတော့ရေဒါစလောင်းလိုဝိုင်းနေတဲ့မင်းရဲ့မျက်နှာကြီးပဲဖြစ်ပါတယ်။မင်းရဲ့မျက်နှာဝိုင်းကြီးကအလှပြဖို့အတွက်မဟုတ်ပဲအတန်ဖန်းစလောင်းတစ်ခုလိုအလုပ်လုပ်ပါတယ်။မင်းရဲ့မျက်နှာပေါ်ကအမွေးတွေကအတန်လိုင်းတွေကိုစုစည်းပြီးနားထဲကိုပို့ပေးပါတယ်။မင်းတို့ရဲ့နှာပေါင်းနှစ်ခုကတဒန်းနဲ့မရှိပါဘူး။တစ်ခုကအပေါ်မှာရှိပြီးတစ်ခုကအောက်မှာရှိနေတတ်ပါတယ်။ဒါကြောင့်အစာကဘလောက်အကွာဝေးနဲ့ဘယ်နေရာမှာရှိတယ်ဆိုတာကိုသုံးဘက်မြင်ပုံစံမျိုးနဲ့သိနိုင်ပါတယ်။နောက်ပြီးမင်းတို့ရဲ့ခြေသေးတွေကရှေ့နှစ်ခုနောက်နှစ်ခုဒါမှမဟုတ်ရှေ့သုံးခုနောက်တစ်ခုပုံစံမျိုးနဲ့စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ဒါကြောင့်တားကောက်တွေကိုဖမ်းတဲ့နေရာမှာအယမ်းမြင့်မြတ်ပါတယ်။မင်းတို့ရဲ့အစာချေစနစ်ကအရှားငတ်တွေနဲ့မတူပဲအနှဲငယ်တဲထိတ်ရင်ပို့စရာကောင်းပါတယ်။မင်းတို့မှာတားကောက်တွေကိုဝါစားဖို့သွားမပါတာကြောင့်အစာချေစနစ်ကအလုံးနှမျိုးကိုလုပ်ရပါတယ်။မင်းတို့ရဲ့သားကောင်ကသေးငယ်ရင်တော့တကောင်လုံးအချင်းလိုက်ဖြစ်စီအတီလိုက်ဖြစ်စီမြူချပါတယ်။သားကောင်ကအရန်ကြီးနေရင်တော့မင်းတို့ရဲ့တန်မာတဲ့နှုတ်သီးတွေနဲ့အပိုင်းပိုင်းဖြတ်ပြီးမှစားတော့ပါတယ်။မင်းတို့မှာအစာရင်နှစ်ခုပါဝင်ပြီးတစ်ခုနဲ့တစ်ခုကတာဝန်မတူပါဘူး။ပထမအစာရင်ကတော့အစာချေအင်ဇိုင်းရည်နဲ့အစာချေရည်တွေထွက်တဲ့နေရာပါ။စားလိုက်တဲ့အသားတွေကိုဒီနေရာမှာစတင်ရှည်ဖြတ်ပါတယ်။ဒုတိယအစာရင်ကတော့ကြွက်သားတွေနဲ့တိဆောက်ထားတဲ့နေရာဖြစ်ပြီးအစာကိုကြိတ်ချီတဲ့နေရာဖြစ်ပါတယ်။ဒီနေရာမှာထူးခြားတာကတော့ရှည်ဖြတ်လို့ရတဲ့အသားတွေကိုအစာချေရည်တွေကိုစိတ်ဝင်ခွင့်ပေးပြီးတော့ရှည်ဖြတ်လို့မရတဲ့အသားတွေကိုတော့ဖယ်ထုတ်ထားလိုက်ပါတယ်။မင်းတို့ရဲ့အစာချေစနစ်မှာအထူးခြားဆုံးကတော့အန်ထုတ်ခြင်းပါပဲ။ရှည်ဖြတ်လို့မရတဲ့အယိုးတွေနဲ့အမွှေးတွေကို
ဒုတိယအစာအိမ်ထဲမှာအလုံးလေးဖြစ်အောင်လုံးလိုက်ပါတယ်။အဲ့ဒီအလုံးကအစာအိမ်ထဲမှာရှိနေရင်အစာအသစ်ကိုစားလို့မရတော့ပါဘူး။ဒါကြောင့်အစာစားပြီးနိုင်နင်းငယ်ကြာတဲ့အခါအဲ့ဒီအလုံးကိုပြန်လည်အန်ထုတ်လိုက်ပါတယ်။သိပ္ပံပညာရှင်တွေကဇီဝတ်တွေရဲ့အံဘက်ကိုလေ့လာပြီးအဲ့ဒီဒေသမှာဘလို့တိရစ္ဆာန်တွေနေထိုင်လဲဆိုတာကိုလေ့လာကြပါတယ်။ဇီဝတ်တွေကတနေ့ကိုအဲ့ဒီလိုအံဘက်တစ်လုံးကနေနှလုံးအထိအန်ထုတ်ကြပါတယ်။အဲ့ဒီအံဘက်တွေကိုရောသင်တို့မြင်ဘူးကြရဲ့လား။ကျွန်တော်ကလူကြီးမင်းတို့ရဲ့မှတ်ချက်တစ်ခုချင်းစီကိုအလေးထားဖတ်ရှုတတ်သူမို့နောက်ထပ်တင်ဆက်ပေးစီခြင်းနဲ့အကြောင်းအရာလေးတွေကိုကွန်မန့်မှာမှတ်ချက်ရေးပေးခဲ့ပါဦး။အားလုံးကိုကျွန်တော်ရှင်းပါတယ်။